Hello မင်္ဂလာပါ content လေးတိတ်မလုပ်ဖြစ်တာကြာပြီဆိုတော့နည်းနည်းလေးပြောမယ်ပေါ့နော်ဆရာကြီးလောက်ရလေကြိုက်တယ်ဆိုတော့လိုမျိုးပဲတက်တော်ရွယ်ဆော့နေပြမကောင်းလာအဲ့ဆိုပြောမယ်ဆိုရင်လဲကွာ content တစ်ခုတည်းကိုပဲတွားပြီးတော့ပြောချင်တာဆိုတော့ဒီ math အကြောင်းပဲသင်္ချာအကြောင်းပဲပြောကြမယ်ပေါ့နော်အဲ့မှာကိုပြောနေရအားလုံးဒီမိညာထား reference လုပ်ထားတာပါကိုယ်တိုင်ကိုယ့်ရဲ့အတွေးမြင်နေနဲ့ထည့်ပြီးတော့ပြောတယ်ပေါ့နော်ဒါပေမဲ့ idea ကတော့ဟိုဘသူရှယ်မှာအဲ့လိုမျိုး copy ထားမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပြောတဲ့အကြောင်းအရာတွေဒီ Google link လုပ်ထားတယ်ဒီ ChatGPT ကိုဘာလို့ကနေမေးထားတယ် reference လုပ်ထားတယ်ပေါ့နော်ဒါရဲ့ဒီ copy ယူပြီးတော့ပြောနေရမျိုးတော့မဟုတ်ကိုယ့်ရဲ့ idea အနေနဲ့ကိုကြုံရတဲ့ကိုလုံးကျမလောက်လာတဲ့တက်တန်းနေနဲ့ပေါင်းပြီးတော့ပြောပေးရပေါ့နော်အဲ့တော့စာဖတ်မှာပြင်းတဲ့လူတွေအတွက်အဆင်ပြေရလို့ထင်နေပြီးတော့ဒီရိုင်းမဲ့ scrolling လုပ်နေနေကိုဆိုလဲဒီရိုင်းမဲ့ fan entertainment တွေပဲပေါ့နော်အဲ့လိုမျိုးပျော်စရာတွေပဲ like လုပ်နေနေအဲ့လိုမျိုး video တစ်ပုဒ်တွေ့ရင်3မိနစ်ပဲဖြစ်10မိနစ်ပဲဖြစ်အချိန်ပေးပြီးတော့ကြည့်လိုက်တယ်ဘာလို့လဲဆိုတော့ဒါကိုယ်အုံနောက်ထဲကိုရတဲ့လောက်ပေါ့နော်ဘူးသူဒါထိလိုက်တယ်ဆိုတဲ့သဘောပဲဆိုတော့ကို follow လုပ်ထားတဲ့လူတွေကိုလည်းဒါ entertainment များဒီ knowledge နည်းနည်းပေါ့ knowledge share လို့တော့မဟုတ်ပါဘူးဒီတိုင်းပဲအရင်ကလိုမျိုးဒီတိုင်းထားတော့လိုမျိုးဆိုတော့အခုပြောမယ့်အကြောင်းအရာမှာလဲလို့ပဲအပိုင်းကပြီးတလောက်ပေါ့နော်ဘိုင်းဘယ်နှပိုင်းလဲတော့မသိဘူးပြောသွားမယ်အဲ့ဒီမှာဘာလဲဆို why math is important ပေါ့နော်ဘာဖြစ်လို့ဒီတင်ချာကအရေးကြီးတာလဲအဲ့ဆိုပထမဆုံးအားလုံးသိရ financial ဒီပတ်စံတင်တော့ပြီဆိုတင်ချာမတွက်တတ်လို့မရအောင် calculator ရှိရပါတယ်ပါဟုတ်တယ်မှန်တယ်ဒါပေမဲ့ calculator အချိန်ပြသုံးနေလို့မရဘူးကွာ calculator အနည်းဆုံးရှိအောင်ကွာဒီသူ့ရဲ့အကျိုးအမြတ်ဒီဘာတွေတွက်ချက်ရမှာဆိုတော့ဒီဟုတ်ကျိုးမြတ်တွက်တဲ့ရင်ဆရာကြီးပဲဘယ်နေရာမှာဖြစ်ဖြစ်เนาะ financial မဟုတ်ချီရေးပဲဖြစ်ဖြစ်စီးပွားရေးပဲလူမှုရေးပဲဖြစ်เนาะအဓိကတော့ကိုအကျိုးအရင်ကိုကောင်းမှုဆိုတာတဲ့မှာတရားဟောလာဝင်ကိုကောင်းမှုဆိုတာတဲ့သူများကိုလည်းမဆုပ်ယုံစီဘူးဆိုရင်တော့မစိုးဘူးပေါ့เนาะဒါเนาะ financial ရှိမယ်ပြီးရင်အချိန် management လုပ်တဲ့အခါမှာလည်းတင်ချာပါတယ်ခလေးဆိုမြေ teacher ဘာလို့ teacher တမီးတို့တင်ချာတင်နေရလဲတင်ချာမရှိရင်တို့တမီးတို့လည်းမရှိတော့ဘူးလို့ဒါခလေးကိုပြောပြဟုတ်လဲဆိုမနေ့မိုးလင်းလာမျိုးလုံးနှလုံးပွင့်လာစပြီးတော့တင်ချာစပြီးတော့ဘယ်နှစ်နာရီနိုးတယ်စသဖြင့်မနေ့စာပဲအချိန်မှာစားတယ်ဒါရရေးမကြည့်ဘူးလား daily life မှာလူတယောက်ကဒါကိုဟိုဘယ်လိုလဲ productive ဖြစ်ချင်တယ်ဆိုရင်ဒီ skills တွေ develop ဖြစ်ဖို့ကဒီ management လုပ်ပြီးတော့သွားရတာမျိုးဆိုဟိုဗယံပဒနေတဲ့လူတော့မပြောတတ်ဘူးပေါ့နော်ဥပမာကိုလိုမျိုးစာ freelance ပဲလုပ်တဲ့အခါကျတော့လေထချင်တဲ့ချိန်ထအိတ်ချင်တဲ့ချိန်အိမ်နဲ့အစင်းကိုပြေးနေရပဲပေါ့နော်အဲ့တော့နောက်ထပ်အချက်တွေကိုပတ်တူးမှာပြောသွားမယ်နော်ဘာမှာ follow လုပ်ပြီးတော့မေးချင်တာရှိရင်လည်း comment အောင်မမေးခဲ့အောင်နော်ဒီစကားကိုမပြောချင်ဘူးဆိုတာအရင်တော့လုပ်ခဲ့ကိုနဲ့နေနဲ့တူနေလို့ဒါပေမဲ့လည်းပြောအောင်ပါပေါ့နော်တတာ